ရင်နောင်ရိုးတိုက်ပွဲမှာပြောကြတဲ့စကားတစ်ခုရှိတယ်ဖြစ်တယ်ဆိုရင်ဖြစ်မဖြစ်ဘူးဆိုရင်မဖြစ်ဘူးဖြစ်တယ်ဆိုရင်ဖြစ်မဖြစ်ဘူးဆိုရင်မဖြစ်ဘူးဟုတ်နော်ကဲဘူးသုတ္တလေးတရားမှာညံ့ပြောဘရင်နောင်ဘာကြောင့်ဘရင်နောင်ပေါ့ဘရင်နောင်ဘယ်ခေတ်ကပေါ်ခဲ့တာတောင်ငူခေတ်မဆိုးဘူးလို့ဘူးသုတ္တရှိတောင်ငူခေတ်ဘရင်နောင် dynasty ဆိုတာမြန်မာပြည်ကအခုတက်အစ3-4လလောက်ကြီးဘရင်နောင် dynasty လုံးဝအင်ပါအကြီးမြန်မာပြည်မှာမြေပုံမှာအင်ပါယာအကြီးဆုံးခေတ်တစ်ခေတ်သူ့ထက်အင်ပါယာကြီးခဲ့တာဒီခေတ်တရားခေတ်ဒါပေမဲ့အဲ့ဒါမြေပုံမှာမပေါ်မြေပုံမှာမပေါ်ပေမဲ့ကြောက်စာမှာပေါ်တယ်ဒါဒီခေတ်တရားခေတ်ရဲ့အခြေအနေဒါကနည်းနည်းဝေးသွားပြီအဲ့တော့ဘရင်နောင် dynasty ကအဲ့တော့ကြီးမကြီးဘူးဆိုပေမဲ့တော်ကြီးကမ္ဘောဒီးယားထိအာဏာပါဝါလွှမ်းမိုးဘရင်နောင်ခေတ်ကတောင်ငူအင်ပါယာကြီးတော့ဒါပေမဲ့ဘရင်နောင်သူ့ရဲ့ရှေ့ကဘယ်သူရှိလဲဘယ်နောက်ရဲ့ရှေ့ကတပင်ရွှေကြီးကသိတ်တော်တာစစ်တိုက်တဲ့နေရာမှာတပင်ရွှေကြီးတို့အလောင်းဖျားတို့နာမည်ကြီးစစ်တိုက်တဲ့နေရာမှာစစ်သားတွေစစ်တပ်တွေအမြဲတမ်းဂုဏ်ပြုရတဲ့စစ်ဘရင်ကြီးတွေပေါ့တပင်ရွှေကြီးဒါပေမဲ့အသက်30ကျော်နဲ့သေသွားဘာဖြစ်လို့အရက်တောက်လို့သေတယ်အရက်သမားကြီးဒီနေ့ကသူကဆွန့်စားရတာဝါနာပါဟိုစင်နေကြားတွေဖမ်းရတယ်ဆိုတော့အန်ဒီရီနဲ့နေရတာသူကဝါသနာပါလူငယ်ဆိုတော့လေအမြဲတမ်းကြွတယ်12နှစ်နဲ့ကဘရင်တက်လုံနေတာဓာတ်ကင်ပြီးတော့တကယ်ကိုဘကရန်သူတွေကြားတဲ့တောင်သွားပြီးခေါင်းစည်းမင်္ဂလာပြုတယ်ဆိုတော့ဘကိုးမှသွားပြီးဟုတ်လားဒါတပင်ရွှေကြီးပဲဒါပေမဲ့ तू ကအရက်ကြုံဖြစ်သွားပြီးတော့နောက်တော့ဆင်ဖန်းသွားတဲ့လောက်ကျန်ခံလိုက်ရတယ်တပင်ရွှေကြီးရဲ့အမနဲ့ရလို့ဘရင်ရဲ့အမနဲ့ရလို့ဘရင်ရဲ့နောင်တော်ကြီးမို့လို့ဘရင်နောင်လို့ခေါ်တာသူ့နာမည်ကကျော်ထင်တော်ရထားဟုတ်လားခုမှပေါ်သွားကျော်ထင်တော်ရထားလေဒါပေမဲ့ဘရင်ရဲ့အကိုလိုဖြစ်သွားတာဟုတ်အမနဲ့ရတော့အဲကြောင့်ဘရင်နောင်လို့လိုလေးနာမည်လေးစွတ်ခေါ်တယ်နော်ဘရင်နောင်လက်ထက်ဒါအိမ်ကတော်တော်ကြီးခဲ့တဲ့မြန်မာပြည်ရဲ့အခြေအနေအဲ့ဘရင်နောင်စစ်သားဘွားတော်ကစစ်ဘရင်လူဘရင်မဖြစ်သေးဘူးစစ်သူကြီးဘွားတော်ကအဲ့တော့တပင်ရွှေကြီးလက်ထက်ပဲရှိသေးတယ်နောက်ရိုးတိုက်ပွဲတိုက်တာတိုက်တဲ့နဲ့ဘာလို့တော့ဖောင်နေဖြတ်ဟိုဘက်ကညားနေတဲ့အင်အားကိုစစ်ပွဲပြီးနိုင်ပြီလို့တော့ပြန်ပြောစစ်ပွဲမနိုင်မဲနဲ့ပြန်လာရင်ဘာလုပ်ခါမလဲဟိုကဓာသွေးဆောင်နေတာတပင်ရွှေကြီးကတေချာဘောကောင်းဖြတ်ကံစစ်ပွဲတိုက်ရောမသိနိုင်ဘူးလားဒါပေမဲ့အခွင့်အရေးကဘယ်ပုံများအောင်မြင်ရင်ရှင်မယ်ဒါကြောင့်ရှင်ရင်ရွှေထီးသေရင်မြေကြီးဒီတော့တခါပဲသေရင်မြေကြီးရှင်ရွှေထီးပဲဆိုတော့ဖြစ်တယ်ဆိုရင်ဖြစ်၏မဖြစ်ဘူးဆိုရင်မဖြစ်ဘူးချာဆိုတော့ဖောင်ဖြတ်ပြီးတိုက်တာမနိုင်ဘူးလားလူကတတ္တိရှိတာနဲ့ကြွသွားပါဝါတွေတက်လာပါဝါတွေတက်လာနဲ့ကျန်တဲ့သူတွေအလိုလိုကြောက်တယ်ဟိုက်လူတွေကမသေးဘူးထင်တယ်တဲ့ဒီလိုဖြစ်သွားအဲလူတွေရဲ့ပါဝါပဲအဲ့ဒါကိုဘုံကန်လို့ခေါ်တယ်ပါဝါတွေတက်လာတဲ့အခါလည်းဒါကြောင့်သောတဲ့သူတို့တစ်ခုခုဆိုရင်ရဲအမောင်နဲ့သွားတော့တတ္တိရှိတဲ့သူသေရဲမချောက်ဘူးကြောက်တဲ့ထင်တဲ့သူအလကားနေရင်ချောက်နေတာအဲ့သေရဲကလည်းကြောက်တဲ့သူဖြဲချောက်တယ်ဆိုတာသေရဲရဲ့သဘောတကယ်ဟုတ်လားအဲ့ဒါလောကရဲ့သဘောပါပဲကြောက်တယ်ဆိုတဲ့ဟာကိုမပြကြောက်တဲ့ဆိုတဲ့ဟာပြရင်ဖြဲချောက်ခြင်းတဲ့သူတွေကလောကကြီးမှာအများကြီးပဲနော်ဒါကြောင့်တတ္တိရှိနေရကြောက်ရင်မွဲရဲရင်မင်းဖြစ်ကြောက်မွဲရဲမင်းဖြစ်ဆိုတာကြောက်အမြဲတမ်းမွဲနေဦးမှာရဲတော့ပါတော့ရှင်မြင်းအောင်ဖြေရတယ်တတ္တိကဖောက်ကြည့်လိုက်တွေ့ပဲချင်းဖောက်ပေါ့ရဲနေရမဲမနေရရဲနေရတတ္တိတွေ့ဒီလိုမျိုးဖြစ်နေဟုတ်တော့အဲဒါကြောင့်ဖြစ်နိုင်ကြီးထားဆိုတော့ဖြစ်နိုင်ကြီးတိတိကွေးကွေးလေးမထားနဲ့ဘယ်တော့ဖြစ်ရမယ်ဘယ်လောက်ဖြစ်ရမယ်ဆိုတဲ့ဟာကိုလေတိတိကျကျအဲ့ဒီ setting လေးကိုလည်းဖွင့်ထားဟုတ်နော်ဘုံဘုံကွန်ပျူတာသုံးပြီးဆိုရင်ဘက်ထရီနည်းနည်းပဲသုံးမယ်အဲ့တော့CPU mode ကိုဖွင့်ထားတယ် brightness ကိုမျက်စိသက်သာအောင်ဘလောက်ပဲထားမယ်တခါတည်းသတ်မှတ်ချက်တွေတော့အကုန်စိတ်တိုင်းကြထားတော့ဘာသုံးတော့ကိုစိတ်တိုင်းကြဖြစ်အောင်လုပ်ပြီးသုံးကိုဘကိုပုံဖော်တဲ့အခါကျရင်လေအဲ့ဒီ setting တွေနဲ့သွားရတယ်ဟုတ်ပြီနော်ဘုန်းကြီးတို့လိုနေလူလိုနေရည်ရင်ရှိတဲ့သူတွေနေရာရှိတယ်တန်ဖိုးရှိတယ်အဲကြောင့်လူကတန်ဖိုးရှိအောင်နေရတယ်သဘောပေါက်ရဲ့လားတန်ဖိုးမဲ့မနေရဘူးနော်တန်ဖိုးမဲ့နေလူကအလကားလူဖြစ်သွားတာမင်းတို့အလကားလူလို့ပြောရင်ကြိုက်အဲ့ဒါဆိုတကယ်လူဖြစ်အောင်လုပ်တကယ်လူဖြစ်ရှင်တန်ဖိုးနဲ့တည်ဆောက်ရတယ် valuable person ဆိုတာတန်ဖိုးရှိတယ်စာဖက်ဥသက်သက်နဲ့ဖြစ်လာတာမဟုတ်ဘူးအလုံးလုံးဥသက်သက်နဲ့ဖြစ်လာတာမဟုတ်ဘူးအချိန်ယူပြီးစနစ်တကျတည်ဆောက်ခဲ့ရသဘောပေါက်ရဲ့လားအဲ့ဒါကြောင့်တော့တန်ဖိုးတက်လာတာတန်ဖိုးမဲ့နေရမလားမနေရဘူးတန်ဖိုးမဲ့နေဘယ်လိုလူဖြစ်မလဲတန်ဖိုးရှိအောင်နေတကယ်လူဖြစ်မယ်တကယ်လူဖြစ်ရင်အရေးပါအရာရောက်ပြီလူရဝင်လာလို့ဖြစ်လာနော်ဒါကြောင့်ဖြစ်နိုင်ရေကိုတိတိကျကျထားဖို့မလိုဘူးလားနေလေးထားမလားကြီးထားကြီးကျယ်ထားမယ်